လက်လေးတွေကိုဒီလိုလေးထည့်လိုက်ပါ massage လေးလုပ်ပါပြီးရင်ဒီနားနဲ့ level နဲ့ကြားထဲမှာအချိုင်လေးတစ်ခုရှိပါတယ်အသက်လေးကိုရှူသွင်းပြီးတော့စားပြီးတော့ massage လေးလုပ်ပြီးဆွဲပေးပါစိတ်ကလည်းချက်ချင်းကြည်နူးပြီးတော့ရှိသမျှစိတ်ပီစီမှုတွေ stress တွေဘယ်နာရောက်တော့မှမသိတဲ့ feeling လေးကိုချက်ချင်းပေးနိုင်ပါတယ်ကျွန်တော်ဒါလေးကိုစံသားလေးကိုထည့်ပေးလို့ရပါတယ်ကျွန်တော်ဒီလိုမျိုးလေး run လို့ရတယ်လို့ကျွန်တော်လက်လေးတွေကိုထည့်ပြီးတော့လေ massage လေးလုပ်ပြီးတော့ဒီလိုမျိုးလေးဆွဲချပေးလို့ရပါတယ်လေတိုင်းလေးကနေစံသားလေးအထိတကယ်ကိုကောင်းမွန်သောကြည်စုံသောခံစားချက်တစ်ခုကိုပေးစွမ်းနိုင်ပါလိမ့်မယ်မင်္ဂလာပါကျွန်တော်စနိုက်ပါဒီ vlog လေးမှာကျွန်တော်ရဲ့ Netherview စစ် Center 7 လေးကို personally ကျွန်တော်ဘယ်လိုတုံးနေဆိုတာလေးတွေကိုပြချင်လို့ပါလက်ကနေစရရင် point လေး3ခုကျွန်တော်ပြပေးပါမယ်ပထမတစ် point ပေါ့ pressure point လေးတစ်ခုကဒီနေရာလေးဖြစ်ပါလိမ့်မယ်ဆိုတော့အရင်ဆုံးကိုလို okay အရင်ဆုံးကိုလိုချင်တဲ့နေရာလေးကိုကိုလိုချင်တဲ့အမောင့်လေးလိမ့်ပေးပါပြီးရင်ကျွန်တော်တို့သိချလေး massage လေးလုပ်ပေးပါခင်ဗျာအဲ့ဒီအချိန်မှာထုံသိမ်းနေတဲ့ Nether Fusion လေးကစီချိုနေပါလိမ့်မယ်နောက်တစ် point လေးကတော့လက်ဖြန်လေးပါအဲ့ဒီနေရာလေးမှာကျွန်တော်တို့သွေးကြောလေးတွေတွေ့ရပါလိမ့်မယ်လိုတဲ့အမောင့်လေးလိမ့်ပြီးတော့ massage လေးတိတိကျကျလေးလုပ်ပေးပါခင်ဗျာနောက်ဒီနှစ်ခုပြီးရင်အရေးကြီးတဲ့ကျွန်တော်ရဲ့ personal point လေးကိုညွှန်ပေးချင်ပါတယ်အဲ့ဒါက level မိုးလေးပါအနက်လေးတယုံနေမကဘဲနဲ့ကျွန်တော်တို့ဒီ level မိုးအသားရည်အတွက်ပါထိရောက်တဲ့အဆိုတက်ကိုပေးနိုင်ပါတယ်ခင်ဗျာ level မိုးလေးဤနေရပါတော့နောက်အရင်အရေးကြီးတဲ့2 point ကတော့ကျွန်တော်တို့ level မှာရှိပါတယ်အရင်အရေးကြီးသလိုအရင်လေးထိရောက်ပါတယ်အဲ့ဒါလေးကတော့ကျွန်တော်ပြပေးပါမယ်လက်လေးတွေကိုဒီလိုလေးထည့်လိုက်ပါ massage လေးလုပ်ပါပြီးရင်ဒီနားနဲ့ level နဲ့ကြားထဲမှာအချိုင်လေးတစ်ခုရှိပါတယ်အသက်လေးကိုရှူသွင်းပြီးတော့စားပြီးတော့ massage လေးလုပ်ပြီးဆွဲပေးပါစိတ်ကလည်းချက်ချင်းကြည်နူးပြီးတော့ရှိသမျှစိတ်ပီစီမှုတွေ stress တွေဘယ်နာရောက်တော့မှမသိတဲ့ feeling လေးကိုချက်ချင်းပေးနိုင်ပါတယ်နောက်ကျွန်တော်တို့ level မှာ strong point တစ်ခုရှိပါတယ်အဲ့ဒါလေးကတော့ဒီနားလေးပါခင်ဗျာနောက်ဒီ point မှာအရင်အရေးကြီးတဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ crown လို့ခေါ်ပါတယ်ခပ်ပါပါလေးပဲလိုပါတယ်ကျွန်တော်ရဲ့ crown ကိုဖွင့်ပေးတဲ့သဘောမျိုးပေါ့နော်ဒီ point 3 point ကိုစမ်းကြည့်တဲ့အခါမှာရုပ်တရက် next level တစ်ခုကိုချက်ချင်းစိတ်ကိုလူရော lifted ဖြစ်သွားတဲ့ feeling ကိုရပါလိမ့်မယ်တိချလေးဒီလိုမျိုးလေးစမ်းကြည့်ပေးပါနောက်ဆုံးအနေနဲ့ကျွန်တော်တိချလေး focus ပေးချင်တာကတော့စံသားလေးပါစံသားအလုံးဒီတိုင်းကျွန်တော်တို့နောက်ဆုံးခေါင်းလေးလျှော်ထားတာအစားစံသားလေးမှုရင်းနေတဲ့ရနန်းနေဘာနေမှမတူထိုနေတူစားပဲကျွန်တော်တို့ဒါလေးကိုစံသားလေးကိုထည့်ပေးလို့ရပါတယ်ကျွန်တော်ဒီလိုမျိုးလေး run လို့ရတယ်လို့ကျွန်တော်လက်လေးတွေကိုထည့်ပြီးတော့လေ massage လေးလုပ်ပြီးတော့ဒီလိုမျိုးလေးဆွဲချပေးလို့ရပါတယ်လေတိုင်းလေးကနေစံသားလေးအထိတကယ်ကိုကောင်းမွန်သောကြည်စုံသောခံစားချက်တစ်ခုကိုပေးစွမ်းနိုင်ပါလိမ့်မယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ကိုယ့်ပြီးမှအမြင်ထားတယ်ကျွန်တော်နဲ့အမြင်နဲ့သိဆောင်သွားတယ်ကြိုက်တဲ့နေရာကြိုက်တဲ့အချိန်မှာတကယ်ကို luxury တစ်ခုကို plain လေးနဲ့ထည့်ပြီးတည်သွားလို့ရတဲ့ feeling ကိုပေးစွမ်းပါလိမ့်မယ် everywhere နောက်ဆုံးကျွန်တော်တို့ထိုင်နေရအစကျွန်တော်တို့အပြင်မသွားဘူးပြင်ဆင်တာအစနောက်ဆုံးအိတ်ခန့်လေးကျွန်တော်တို့ mask နေတဲ့အချိန်ကအစဒါမှမဟုတ်ရိုးရိုးအိတ်ရဝင်မှုလေးကအစနေညအချိန်မရွေးမှာတကယ်ကိုကြက်တည်မင်္ဂလာရှိတဲ့ Netherview လေးကိုကိုနဲ့တပါတဲ့အမြဲတမ်းရှိနေအောင်အကောင်းဆုံးကြိုးစားပြီးတော့ကျွန်တော်စီစဉ်ထားတာပါဆိုတော့ဒါလေးကတော့ကျွန်တော် personally သုံးတဲ့နည်းလမ်းလေးတွေပါခင်ဗျာအထောက်အကူပြုမယ်လို့အများကြီးမျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်